ဆောင်းတစ်နေ့မှာဝေးသွားဘူးသူလေးတို့အရေးသားတစ်ခုကိုပြောဘူးသားပဲတတိရတယ်ဆိုတာလူတူတယောက်ကိုမဟုတ်ဘူးလို့အဲ့ဒီကာလရဲ့အခြေအနေပတ်သက်ခဲ့ရသမျှလူတွေအကုန်လုံးနဲ့ဖွဲ့စည်းထားတဲ့တိဆောက်မှုတစ်ခုလုံးပဲပုံရိပ်တွေအဖြစ်အပျက်တွေချိတ်ဆက်မှုတွေအားလုံးကိုမှတ်မိမှကိုတို့ကြားကလေးနက်မှုကိုမိတ်မသွားမှာအခုတော့ကိုတည်ဆောင်လာခဲ့သမျှကြစ်ထားခဲ့မှရတော့မယ်ဝမ်းနေစရာပဲကိုဖြတ်တန်းနေရတဲ့ကဘာမှာအချိန်တွေတိတ်နေပြီးမင်းရွေးချယ်ခဲ့တဲ့ကဘာကနေ့စဉ်နဲ့အမျှမြန်မြန်ရှေ့ကိုဆက်သွားတယ်ကိုတို့မတော်တဆပြန်တွေ့ပြရင်တောင်ချစ်ချင်းမြတ်တာကိုမှတ်မိပုံချင်းတူနိုင်တော့မှာမဟုတ်ဘူးကိုတို့ကြားကရိုးသားပုံချင်းတူနိုင်တော့မှာမဟုတ်ဘူးမြင်ရတဲ့ဒုက္ခတွေအတွက်စိတ်သက်သာရာရပုံချင်းတူနိုင်တော့မှာမဟုတ်ဘူးကိုချင်းစာတရားကိုရှုမြင်ပုံချင်းလဲတူနိုင်တော့မှာမဟုတ်ဘူးဒီဆိုးရွားမှုကြီးကကောင်းမှုမှန်သမျှကိုတနေ့ချင်းစုပ်ယူသွားခဲ့တာပဲအခြေအနေတွေလွန်သွားရင်ကိုလည်းအရင်လိုအကောင့်တိုင်းရှိနိုင်တော့မှာမဟုတ်ဘူးအာကာသတွေကအကြိမ်ကြိမ်ထက်ကြော့ပြန်လာခဲ့ရတဲ့လူလိုမြေပေါ်ရောက်တာနဲ့အကုန်ကမောက်ကမတွေဖြစ်နေတော့မှာကို့မှာကစိတ်ပူစရာတွေအများကြီးပါပဲကိုတို့ဘယ်နေရာကိုမှအိမ်လို့မခံစားရတော့ရင်ဘယ်လိုလုပ်မလဲဘဝမှာတယောက်ယောက်ကိုနက်နက်ရှိုင်းရှိုင်းထပ်ပြီးချစ်လို့မရတော့ရင်ဘယ်လိုလုပ်မလဲတခြားလုံးအကျွမ်းမဲ့ပြိုလဲနေမိခဲ့သမျှအလေးချိန်အားလုံးကို့အပေါ်ပိကြလာသလိုခံစားလာရရင်ဘယ်လိုလုပ်မလဲအားလုံးကိုစိတ်ပြက်စေခဲ့မိတယ်ဆိုတဲ့အသည့်ကြီးနဲ့ကြာရှုံးသွားမိရင်ဘယ်လိုလုပ်မလဲကိုအမြဲအဲ့ဒီစိတ်ကြီးနဲ့အေးဆက်တိမ်ငဲနေမိတာဒီနာကျင်မှုတွေကိုလည်းစိတ်နဲ့ပဲဖြစ်ဖြစ်အားလုံးတပြေးညီကုဆက်ခံစားရပါစေလို့အမြဲဆုတောင်းနေမိတာပဲအချစ်ရဲ့ကိုနှကန်းတွေကပူလောင်ပါတယ်ကိုအခုရောက်နေတာကလည်းမင်းလောင်ကျွမ်းသွားမှတေချာသိလို့မင်းပါလေးကိုမနှမ်းရက်တော့တဲ့ခုနှစ်တွေချက်ကီနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ